ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့စိတ်ဟာမိမိထံမောက်သို့ချမ်းသာဒုက္ခကိုယူဆောင်လာတတ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဘုရားဟောတဲ့တရားဆိုလွဲမှားစရာအကြောင်းမရှိဘူးလောကလူသားတွေကချမ်းသာဒုက္ခရကြင်ကြတယ်သို့တော့စိတ်ကိုထိန်းနိုင်ကြသလားဆိုတော့မထိန်းနိုင်ဘူးနော်စိတ်ကိုထိန်းသိမ်းဆောက်ရှောက်မှုဟာအတ္တမအရေးကြီးတယ်ထိန်းသိမ်းဆောက်ရှောက်မှုမပြုနိုင်ဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုလိုချင်တဲ့ချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးပေါ့အဲ့တော့ချမ်းသာဒုက္ခဆိုတဲ့နေရာမှာအမျိုးမျိုးရှိတဲ့ချမ်းသာဒုက္ခတွေအမျိုးမျိုးရှိအဲ့ဒီချမ်းသာဒုက္ခအမျိုးမျိုးတွေထဲမှာဘယ်လိုချမ်းသာဒုက္ခမျိုးကိုပြေးစွမ်းနိုင်တယ်လဲလို့ဆိုရင်သာဝရခိုင်မြဲတဲ့ချမ်းသာဒုက္ခမျိုးထီအောင်စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဟာရကြလောကမှာစဉ်းစားကြည့်နေကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကစိတ်မထိန်းနိုင်လို့ဆိုပြီးတော့တစုံတစ်ခုသောပြစ်မှုကိုကျူးလွန်မိသွားပြီဆိုလို့ရှိရင်ပြဿနာတွေတက်ပြီးတော့ဒုက္ခရောက်ကြရတာလောကမှာလည်းပဲအထင်ရှားပဲပေါ့အဲ့တော့စိတ်ထိန်းတယ်ဆိုတဲ့နေရာမှာတမန်လောကလူသားတွေထားတဲ့စိတ်ထိန်းမျိုးတိတင်ကိုဆိုလိုတာမဟုတ်ဘူးဒီတဲ့အဆင့်မြင့်တဲ့စိတ်ထိန်းအဆင့်မြင့်တဲ့စိတ်ထိန်းနည်းအတိုင်းထိန်းသိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာထိအောင်ချမ်းသာဒုက္ခတွေကိုရနိုင်တယ်လို့ဒီလိုဆိုလိုတာအဲ့တော့စကားသံအနေနဲ့တူညီတယ်လို့ပြောပြီးမဲ့လို့အနှစ်သာရပိုင်းကြတော့ကွဲပြားခြားနားမှုတွေရှိတယ်စိတ်ထိန်းတယ်ဆိုတာဘယ်အတိုင်းတာထိထိန်းရဘယ်အတိုင်းတာထိထိန်းရမလဲဘယ်လိုထိန်းရမလဲဘယ်နည်းနဲ့ထိန်းရမလဲမြမကြီးမှာတစ်ချိန်လုံးကပေါ်ခဲ့တဲ့စိတ်တိုင်းထားဆိုတာထိန်းเสียမလိုဘူးလို့ဒီလိုပြောတဲ့စကားမျိုးတွေရှိခဲ့တယ်ပေါ့နော်သို့တော့မြတ်စွာဘုရားသခင်ကိုရမြတ်ဟောထားတဲ့တရားကိုဘုန်းကြီးတို့တွေကမှတ်သားကြရမြတ်စွာဘုရားကစိတ်ဆိုတာတဲ့အာယုံခတ်သိမ်းကနေတားမြစ်ဖို့မလိုဘူးမကောင်းတဲ့အာယုံကဆိုရင်စိတ်ကိုတားမြစ်ရမယ်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ဒီလိုဆိုလို့တော့ကောင်းတဲ့အာယုံဆိုတာမတားရဒါလောကသဘာဝစဉ်းစားကြည့်နေကိုယ်သားသမီးကိုထိန်းနေကြတဲ့မိဘတွေကိုညီငယ်နှမငယ်တွေကိုထိန်းကြတဲ့မောင်နေအမတွေစဉ်းစားကြည့်ပေါ့ဘယ်လိုနေရာထိန်းတာတော့နေရာတိုင်းမှာမသွားရမလာရပိတ်ဆို့တာလားသို့မဟုတ်မသိတဲ့နေရာမသွားရဘူးပြောတာလားဒါအမှန်တမ်းထင်ရှားတဲ့စကားတစ်ခုပဲเนาะအဲ့တော့ကိုကောင်းကျိုးချမ်းသာကိုရစေနိုင်ဖို့အတွက်ကိုယ့်ရဲ့သားသမီးကိုဆောက်ရှောက်ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေကမသိတော်တဲ့နေရာကိုမသွားနဲ့အန္တရာယ်ရှိတဲ့နေရာကိုမသွားနဲ့အန္တရာယ်မရှိတဲ့နေရာကျတော့သွားခိုင်းတယ်လေဘုရားကျောင်းကံမသွားရဘူးလို့ဘယ်သူမှမပြောဘူးနော်အန္တရာယ်ရှိတဲ့နေရာမျိုးကျတော့မသွားနဲ့လို့ပြောရတယ်ထို့တူပဲစိတ်ဟာလည်းပဲဒီတိုင်းပဲပေါ့ထိန်းသိမ်းဆောက်ရှောက်ခြင်းဖြင့်အကျိုးရနိုင်တဲ့နေရာမျိုးဆိုရင်ခွင့်ပြုရအကျိုးမရနိုင်တဲ့နေအန္တရာယ်များတဲ့နေရာမျိုးဆိုရင်စိတ်ကိုထိန်းသိမ်းဆောက်ရှောက်ရမယ်လို့ဒီလိုဆိုလိုတာအဲ့လိုဆိုလိုတာဟာတချို့ကလည်းစိတ်ကိုဘယ်အာယုံနဲ့မတွဲအောင်စိတ်ကိုဖယ်ထုတ်ရမယ်ဘာအာယုံမှလက်မခံရဘူးဆိုတာဒါအဘိဓမ္မာသဘောကိုနားမလည်လို့ပြောတဲ့စကားတစ်ခုပဲစိတ်ဆိုဒီမှာအာယုံနဲ့ကင်းပြီးတော့ဖြစ်လို့မရဘူးအာယုံနဲ့ဝတ္ထုဆိုတာလို့ဒီနှစ်ခုစုံစည်းမှစိတ်ဆိုတာဖြစ်တယ်အာယုံမစုံမဲနဲ့စိတ်ဘယ်တော့မှမဖြစ်ဘူးစိတ်ဖြစ်လာတယ်ဆိုတဲ့ကအာယုံရှိလို့ဖြစ်တယ်လို့စာပေကျမ်းကသင်ထားတဲ့ပုဂ္ဂိုလ်တွေအားလုံးသိတယ်ဒါကြောင့်မို့စိတ်တံဆိုတဲ့စကားလုံးကိုဝိဇ္ဇုဆိုတဲ့အခါမှာအာရမဏံစိတ်တေတိဝိသန္နာတိတိစိတ်တံလို့အာယုံကိုသိတတ်သောကြောင့်စိတ်အာယုံသိတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဘယ်လိုသိတာတုံးဆိုအာယုံကိုရယူတာလို့သူတို့ပြောတာအဲ့ဒါကိုကောက်ချက်ချလိုက်တဲ့အခါကျတော့စိတ်ဆိုတာအာယုံနဲ့ကင်းပြီးတော့မဖြစ်ဘူးအာယုံရှိမှဖြစ်တယ်ဒါကြောင့်မို့အာယုန်တွေကိုဖယ်ထုတ်ရမယ်လို့ဘုရားမဟောဘူးနော်စိတ်ကိုထိန်းသိမ်းရမယ်လို့သာဟောတာအာယုန်ပေါ်မှာမကောင်းတဲ့စိတ်ဟာမကောင်းတာတွေနဲ့တွဲဖက်ပြီးတော့မသွားစေရဘူးလို့သာဒီလိုဆိုလိုတာအဲ့တော့လွဲမှားတဲ့အမြင်မျိုးကိုမရှိစေရအောင်စိတ်မှန်ရင်အာယုန်ရှိတယ်အာယုန်မရှိဘဲစိတ်မဖြစ်ဘူးတဲ့နောက်ဆုံးမှာ
message ဖို့စိတ်တောင်မှပဲနိဗ္ဗာန်ကိုအာယုံပြုမှဖြစ်တာလေနိဗ္ဗာန်ဆိုတဲ့အာယုံမရှိရင် message ဖို့စိတ်ပေါ်ကုန်မပေါ်နိုင်ဘူးနိဗ္ဗာန်ကိုအာယုံပြုရမှပေါ်တာဝိပဿနာဉာဏ်လို့ဆိုတဲ့ဝိပဿနာစိတ်တွေဟာလေသင်္ခါရအာယုံနမိတ်ရှိမှဒီဝိပဿနာဉာဏ်ဆိုတာဖြစ်တာသင်္ခါရအာယုံနမိတ်မပါပဲအာယုံမပါပဲဝိပဿနာဆိုတာမဖြစ်ဘူးတခါဇန်စိတ်တွေဆိုတာလည်းကြည့်လိုက်အောင်ပညာအာယုံအဓိကအပြင်ပညာအာယုံဇမယံခာမဟကုတ်အာယုံလို့ခေါ်တဲ့စိတ်အာယုံအဲ့ဒီပညာအာယုံမဟကုတ်အာယုံဆိုတာအာယုံနဲ့ကင်းပြီးတဲ့အခါမှာဒီဇန်စိတ်တွေဟာဖြစ်နိုင်မှုတဲ့အာယုံရှိမှဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ဆိုသည်မြစိတ်ဟူသည်မြဟာအာယုံနဲ့ကင်းပြီးတော့မဖြစ်ဘူးသို့တော့အာယုံနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့စိတ်မတွဲစေရမှာကဘာလို့ဆိုရင်လောဘနဲ့မတွဲစေရဘူးဒေါသနဲ့မတွဲစေရဘူးမောဟနဲ့မတွဲစေရဘူးအာယုံပေါ်မှာလောဘမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်အာယုံပေါ်မှာဒေါသမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်အာယုံပေါ်မှာမောဟမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်နော်အာယုံပေါ်မှာမာနတွေရစ်မှုမှုမရှိအောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ဒီလိုဆိုတာအာယုံကိုထိန်းတာမဟုတ်ဘူးအားလုံးကြားဖို့ကြတဲ့ပဋ္ဌာန်းတရားတော်ထဲမှာလဲအာရမဏပစ္စယောဆိုတာရှိတယ်အာရမဏပစ္စယောဆိုတာအာယုန်ဒီစိတ်စေတသိက်တွေကိုထောက်ကူပြုနေတာအာရမဏတတ္တိဖြင့်ကျေစုပြုအာယုန်ဆိုတဲ့မိစရာမရှိလို့ရှိရင်စိတ်စေတသိက်တွေဟာဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးဥပမာပါနဲ့ဥပမာပေးထားတော့ဆိုစိတ်ဆိုတာအားမရှိတဲ့အပြတ်နေတဲ့လူတယောက်နဲ့အလားတန်တူတယ်အာယုံကဘာလို့ဆိုရင်တောင်ဝှေးတို့ဂျိုးတန်းတို့နဲ့အလားတန်တူတယ်အားချိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဂျိုးတန်းကိုဆွဲပြီးတော့မတ်တက်ရလို့ရတယ်နော်ဂျိုးတန်းကိုဆွဲပြီးတော့မှထလို့ရတယ်လို့နောက်ပြီးတော့တောင်ဝှေးကိုထောက်ပြီးမှထလို့ရတယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့စိတ်ဟာလည်းပဲအာယုံကိုအမိပြုပြီးတော့မှစိတ်ဟာထလို့ရတယ်အနိုးဆိုရင်မထနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဒီအိဗယ်မျိုးကိုဆိုတာဒါကြောင့်မို့လို့စိတ်ကိုဒီအာယုန်နဲ့ကင်းအောင်လှုပ်เสียမလိုဘူးကင်းအောင်လှုပ်ရမှာကလောဘနဲ့ကင်းအောင်လှုပ်ရမယ်ဒေါသနဲ့ကင်းအောင်လှုပ်ရမယ်မောဟနဲ့ကင်းအောင်လှုပ်ရမယ်အာယုန်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်နေရမယ်လို့ဒီလိုမှတ်သားကြရတာပေါ့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်အာယုံဘောကိုမသွားအောင်ဆောက်ရှောက်တာဒီလိုမဟုတ်ဘူးနော်တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ရူပယုံသတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓပယုံဆိုတဲ့ဒီအာယုံတွေပေါ်မှာစိတ်မသွားအောင်ဆောက်ရှောက်တာလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးအဲ့ဒီအာယုံတွေနဲ့တွေ့ပြီးတဲ့အခါမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုဆိုလိုတယ်အဲ့ဒီဟာကမှနီလန်မှန်တဲ့တရားလို့ပြောတာစဉ်းစားကြည့်ပေါ့မျက်စိဆိုတာမြင်စရာအာယုံရှိရင်မမြင်ပေဘူးလားမြင်မှာပေါ့မျက်စိဆိုတာကြည့်တာပဲလေကြည့်ရင်မြင်စရာအာယုံကိုမြင်မယ်နားကလည်းကြားစရာအတန်ဆိုရင်ကြားမှာပဲပေါ့နှာခေါင်းရှိရင်လည်းအနံ့ရမှာပေါ့လျှာရှိသည့်အတွက်ကြောင့်အရသာဆိုတာသိမှာပေါ့ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်အထီးတွေ့ဆိုတာလာတာပေါ့အဲ့တော့ဒီမျက်စိနဲ့မမြင်ရဘူးနားနဲ့မကြားရဘူးနှာခေါင်းနဲ့မနှမ်းရှူရဘူးလျှာနဲ့မလဲရဘူးခန္ဓာကိုယ်နဲ့မထိတွေ့ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအဲ့ဒါလို့ဆိုလိုတယ်ဆိုလို့ရှိရင်မျက်စိမမြင်တဲ့လူမျက်စိနဲ့အဆင်းအာယုံမမြင်ရဘူးလေအဲ့ဒါဆိုရင် तू နိဗ္ဗာန်ရမှာပေါ့မျက်ကန်းနေနိဗ္ဗာန်မရပြီဘူးလားမျက်စိနဲ့မြင်တဲ့အာယုံသူ့မှာလွတ်ကင်းတယ်နားမကြားရတဲ့လူရောအတန်မကြားရသည့်အတွက်ကြောင့်ကိလေသာငြိမ်းမှာပေါ့ဒီလိုမှမဆိုလိုတာနော်ဣန္ဒြိယဘာဝနာဆိုတဲ့တရားထဲမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဣန္ဒြိယဘာဝနာဣန္ဒြေဆိုတာတခြားကိုပြောတာမဟုတ်ဘူးစာပေစကားနဲ့ပြောတာဣန္ဒြေဆိုတာမျက်စိနားနာလျှာကိုယ်စိတ်ဒီ6ခုဣန္ဒြေလို့ခေါ်တယ်နော်
အရတဲ့မှာပြောတဲ့ဟိုအိန္ဒြေရရနေတဲ့အိန္ဒြေမရဘူးဆိုတဲ့စကားမျိုးဆိုလိုတာမဟုတ်ဘူးဒီမှာအိန္ဒြေဆိုဒီမှာမျက်စိကလည်းအိန္ဒြေပဲနားကလည်းအိန္ဒြေပဲဒါအရစကားနဲ့ပြောတာပေါ့မျက်စိကအိန္ဒြေနားကအိန္ဒြေနှာခေါင်းလျှာကိုယ်စိတ်ကအိန္ဒြေဘာကြောင့်အိန္ဒြေလို့ခေါ်တာတုံးဆိုအစိုးရလို့အိန္ဒြေလို့ခေါ်တာဘာကိုအစိုးရတာတုံးဆိုရင်ကြည့်မျက်စိကမြင်သိစိတ်ကိုအစိုးရတယ်ဘယ်လိုအစိုးရတာတုံးဆိုမျက်စိမုံနေမယ်ဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးကြီးလင်းလင်းမဖြစ်နိုင်ဘူးမျက်စိကထိန်းချုပ်ထားတဲ့သဘောပေါ့နော်မျက်စိအမြင်ကောင်းပြီဆိုလို့ရှိရင်မြင်သိစိတ်ဟာကြီးတယ်နားကလည်းပဲဒီလိုပဲနားကဒီကြားသိစိတ်ကိုသူကထိန်းချုပ်နိုင်တယ်ဘယ်လိုထိန်းချုပ်တာတော့ဆိုရင်ကြီးကြီးလင်းလင်းပြက်ပြက်သားသားကြားရရင်ကြားသိစိတ်ဟာကြည်လင်ပြတ်သားမယ်နားကမကြည်လင်ဘူးဆိုလို့ရှိရင်ကြားသိစိတ်ဟာလည်းမကြည်လင်ဘူးအဲ့တော့သူ့ပေါ်မှာမှီပြီးတော့နေရတာကိုပဲထိန်းချုပ်တယ်အစိုးရတယ်လို့ဒီလိုဆိုတာကဲဆိုပါစို့ဥပမာပို့ပြီးတော့ထင်ရှားအောင်အိမ်တိုင်းဟာလူတွေကြည့်တယ်မှန်မရှိဘူးလားကဲအဲ့ဒီမှန်ကကြည်လင်းနေတယ်ရှင်မှန်ထဲမှာရုပ်ပုံဟာပြီးပြင်းလာနော်အကယ်၍မှန်ကမှုံဝါးနေမယ်ဆိုလို့ရှိရင်ရုပ်ပုံပြီးပြင်းမှာမလားမပြီးပြင်းဘူးအဲ့ဒါဘယ်သူကနေထိန်းချုပ်ထားတာတော့ဆိုမှန်ကထိန်းချုပ်တာလို့ပြောတာဟုတ်ကဲ့လားမှန်ကနေပြီးတော့ဒီရုပ်ပုံပြီးမှုမပြီးမှုကိုမှန်ကနေပြီးတော့ထိန်းချုပ်နေတာဒီလိုဆိုလို့တာအဲ့တော့အိန္ဒြိယအိန္ဒြေဆိုတဲ့စကားလုံးဟာလည်းပဲအဲ့ဒီလိုထိန်းချုပ်မှုကိုဆိုလိုတာဒါအဓိပ္ပာယ်မှန်ကိုနားလည်ဖို့လိုအပ်တယ်ပေါ့အဲ့တော့စိတ်ကိုထိန်းချုပ်တယ်စိတ်ကိုထိန်းချုပ်တယ်လို့ဆိုတဲ့နေရာမှာဘာကိုထိန်းချုပ်ရမှာလဲဆိုလို့ရှိရင်အာယုန်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်မာနတွေအိတ်တာတွေမစ္စရိယတွေနဲ့မတွဲအောင်ဒီလိုထိန်းချုပ်တာကိုစိတ်ကိုထိန်းချုပ်တယ်လို့ပြောတယ်စိတ်တိုင်းကိုထိန်းချုပ်ရမှာလည်းမဟုတ်ဘူးပေါ့ထိန်းချုပ်เสียမလိုတဲ့စိတ်ရှိတယ်ထိန်းချုပ်เสียလိုတဲ့စိတ်ရှိတယ်ဒီလိုဆိုလို့တာပေါ့နော်ကိုယ်စိတ်လေးဟာမကောင်းတဲ့ဘက်သွားရင်ကောင်းတဲ့ဘက်သွားအောင်လုပ်ရမိဘတွေကသားသမီးကိုစောင့်ရှောက်တဲ့အခါမှာဟဲ့ဒီလမ်းမသွားနဲ့ဒီလမ်းကအန္တရာယ်ရှိတယ်ဟိုလမ်းမသွားနဲ့ဟိုလမ်းကအန္တရာယ်ရှိတယ်ဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့မပေါင်းနဲ့အန္တရာယ်ရှိတာဆိုရင်တားမြစ်ပေးတယ်လို့ကိုယ်စိတ်လေးကိုယ်လည်းပဲအဲ့လိုတားမြစ်ပေးရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကစိတ်ကိုအာယုံအလုံးကနေတားရမှာမဟုတ်ဘူးတဲ့မကောင်းတဲ့အာယုံကသာတားရမယ်ကောင်းတဲ့အာယုံကြတော့ခွင့်လွှတ်ရမယ်ဒီလိုဆွလို့တာပေါ့နော်အဲ့တော့စိတ်ကိုထိန်းလင်စိတ်ကိုထိန်းနိုင်မှချမ်းသာရတယ်ဆိုပထမစိတ်ရဲ့သဘောကိုစဉ်းစားကြည့်ကြရအောင်မြတ်စွာဘုရားကတုတ်တန်နေမှာဟောထားတာရှိတယ်ပေါ့စိတ်နဲ့ပတ်သက်ပြီးဟောထားတာရှိတယ်သူထုတ်တတံစိတ်ဆိုတာအမှန်တမ်းမြင်မှုခက်တယ်မြင်မှုခက်တယ်ဆိုတာအတိညာမပါလို့ရှိရင်စိတ်ကိုမမြင်နိုင်ဘူးစိတ်ရဲ့သဘာဝကိုမမြင်နိုင်ဘူးအတိညာရှိမှမြင်တာလူတွေကပြောတာနေတာငါစိတ်နဲ့စိတ်ကဘယ်လိုဖြစ်လာတယ်ဆိုတာသိကြမှသိပါလေစိတ်ဖြစ်လာပုံမြင်မှုအမှန်တမ်းခက်တယ်စိတ်ဆိုတာပြီးတော့မြင်ရတဲ့အသင်္တရံရှိတာလည်းမဟုတ်ဘူးလေစိတ်ကသာအသင်္တရံရှိနေမယ်ဆိုလို့ရှိရင်စိတ်ဆိုတာညတကောင်လဲရှောက်သွားခြင်းသွားနေမှာပဲလူကအိတ်နေပြီမဲ့လို့စိတ်ကအိတ်ချင်မှအိတ်တာဟုတ်ကဲ့လူကအိမ်ထဲမှာထိုင်းနေပြီမဲ့လို့စိတ်ကအပြင်ရောက်ပြီးရှောက်သွားနေတာအဲ့တော့အကယ်၍သာပုံတရံရှိမယ်ဆိုလို့ရှိရင်ခွေးတောင်ဟောင်းတော့တယ်ပေါ့စိတ်ကမမြင်ရဘူးမမြင်ရသည့်အတွက်ကြောင့်စိတ်ဟာဘဂတိပဲရှိတယ်မမြင်ရတယ်လို့ပဲအသိဉာဏ်နဲ့လည်းပဲသိဖို့တမ္မာပုဂ္ဂိုလ်တွေဖို့မှာစိတ်ရဲ့သဘာဝကိုသိဖို့အမှန်တမ်းခက်ခဲတယ်ဒါကြောင့်မို့သူ့ထုတ်တတအလုံးကိုမြင်ဖို့ခက်ခဲတယ်လို့ဒီလိုပြောတာလူတွေကငါစိတ်နဲ့ပြောနေပြီမဲ့လို့စိတ်ဘယ်လိုဖြစ်တယ်ဆိုတာသိကြမှသိမှာဟုတ်အဲ့တော့စိတ်ကလေးပေါ်လာပုံကိုစဉ်းစားကြည့်ပေါ့ဘယ်လိုပေါ်လာတာလဲလို့ဆိုတာစိတ်ပေါ်လာပုံလေးကိုကိုယ်သဘောပေါက်အောင်ကြည့်သဘောပေါက်အောင်ကြည့်ဆိုတာတရားဆိုတာကိုယ်ခန္ဓာနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေဒါမှမဟုတ်ကိုယ်တိုင်နားလည်အောင်ကြိုးစားအထောက်တ
တရားဆိုတာအဝေးကိုသွားမရှာရဘူးကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှာဒါကြောင့်မို့လို့ပြောကြတယ်လေတရားရှာကိုယ်မှာတွေ့ဆိုတာခန္ဓာကိုယ်ထဲမှာပဲကြည့်ရကဲကိုယ့်ကိုပြန်ကြည့်လိုက်ဘုန်းကြီးတို့တွေမှာဘာပါတော့ဆိုမျက်စိပါတယ်ပါတာလေးတွေကစကြည့်လိုက်မျက်စိပါတော့မြင်စရာအာယုံကိုမမြင်ဘူးလားနော်မျက်စိနဲ့မြင်စရာအာယုံနှစ်ခုစုံလိုက်တယ်စုံလိုက်တာနဲ့မြင်ပြီးတော့သိတဲ့စိတ်ကလေးပေါ်လာမိတ်ထားလို့ရှိရင်မျက်စိမိတ်ထားမယ်မြင်စရာအာယုံမရှိဘူးဆိုရင်မြင်သိစိတ်မပေါ်ဘူးအဲ့တော့ဒါစိတ်ပေါ်လာပုံစာပေကျမ်းဂန်အနေနဲ့ပြောမယ်ဆိုရင်သက္ခုံစပတိစ္ဆရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်လို့မြတ်စွာဘုရားဟောတာရှိတယ်သက္ခုံစပတိစ္ဆသက္ခုဆိုတာမျက်လုံးစာသန်နဲ့ပြောမယ်ဆိုရင်တော့သက္ခုပတာရယုတ်ပေါ့မျက်လုံးအကြည့်လေးကိုပြောတာမျက်လုံးနဲ့အဆင်းအာယုံမျက်စိနဲ့မြင်စရာအာယုံဒီနှစ်ခုစုံလိုက်လို့ရှိရင်ဘာဖြစ်လာတော့ဆိုမြင်သိစိတ်မြင်သိစိတ်ကဘယ်ကနေပြီးတော့ဖြစ်ပေါ်လာတော့ဘယ်မှာမှီပြီးတော့ဖြစ်ပေါ်လာတော့ဆိုမျက်လုံးကိုမှီပြီးတော့ဖြစ်တာဟုတ်ကဲ့လားပန်းပွင့်လေးကိုကြည့်နေလိုက်ပန်းပွင့်လေးနဲ့မျက်လုံးနဲ့ဆုံလိုက်တာနဲ့တပြိုင်နက်မြင်တယ်ဆိုတဲ့မြင်သိစိတ်ပေါ်လာအဲ့ဒီမြင်သိစိတ်ကနေပြီးတော့ဆက်နွယ်ပြီးတော့စဉ်းစားတာတွေလိုက်လာတယ်လှတယ်မလှဘူးဟုတ်လားဒါတွေလိုက်လာတော့လှတယ်လို့တတ်မှတ်လိုက်တာနဲ့တပြိုင်နက်ဘာလိုက်လာတော့လိုချင်လိုက်တာဆိုတာလိုက်မလာဘူးလားမလာဘူးဆိုတာနဲ့မကြည့်ကြတော့ဘူးဆိုတာလိုက်မလာဘူးလားလိုက်လာတယ်စိတ်ဟာအဲ့လိုဖြစ်လာတာစိတ်ဖြစ်ပုံကအဲ့လိုဖြစ်တာနော်မြတ်စွာဘုရားကကြည်ပါဠိတော်တွေမှာရှင်းရှင်းလေးဟောထားတာမျက်စိနဲ့အစဉ်အာယုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်ဆိုတော့ဘယ်နှခုရှိသွားတော့၃ခုမျက်စိရဲ့အစဉ်အာယုံရဲ့မြင်သိစိတ်ရဲ့ဒီ၃ခုဆုံလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့ဆိုအာယုံနဲ့စိတ်နဲ့ဆက်သွယ်သွားတယ်ဖတ်တာဆိုတာလားသက္ကဝိညာဉ်စိတ်နဲ့အတူတကွာဖြစ်လာတာအဲ့ဒီဖတ်တာနော်ဖတ်တာဆိုတာကြည့်ပရိစ္ဆသမုပ္ပါဒ်ကိုကြည့်အားလုံးပရိစ္ဆသမုပ္ပါဒ်ကိုကြားနာဘူးထားမယ်ဆိုရင်သိတယ်တလယရဏပစ္စယဖတ်တော်တယ်တလယရဏဆိုတာမျက်စိတဲ့မျက်စိနားနာလျှာကိုယ်စိတ်ဒီ6ခုကိုခေါ်တာအဲ့ဒါကိုဘာအပြင်အာယရဏ6ခုနဲ့ပေါင်းလိုက်မယ်ဆိုရင်တလယရဏထဲမှာအပြင်အာယရဏ6ခုပါထည့်ယူမယ်ဆိုလို့ရှိရင်မျက်စိနဲ့ရူပယုံတစ်စုံဟုတ်ကဲ့လားမျက်စိနဲ့အဆင်းကတစ်စုံနားနဲ့အတန်ကတစ်စုံနှာခေါင်းနဲ့အနံ့လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိတွေ့စိတ်နဲ့ဓမ္မအာယုံဟောအားလုံးပေါင်းလိုက်တဲ့အခါဒီအတွင်းက6ခုအပြင်က6ခုဆိုတော့ပေါင်းလိုက်တော့ဘယ်နှခုရှိအဲ့ဒါကိုအာယရဏ6ပါးလို့ပြောတာအဲ့တော့အာယရဏ6ပါးဆိုတာစာအုပ်ထဲသွားရှာရတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာမြင်အောင်ကြည့်နော်တရားဆိုတာကိုယ်တဏ္ဍာမှာရှိတာကိုဘုရားဟောတာဒါမှလက်တွေ့အသုံးချတတ်တာအနုဘုဆိုရင်တခြားကိုသွားအသုံးချရတယ်ထင်းနေတတ်တယ်ကဲမျက်စိနဲ့အစဉ်ဒီနှစ်ခုစုံလိုက်တာနဲ့ဘာဖြစ်လာတော့ဆိုသက္ကဝိညာဉ်စိတ်လေးမြင်သိစိတ်လေးပေါ်လာတယ်အဲ့ဒီမြင်သိစိတ်လေးကဘာကိုမှီပြီးတော့ဖြစ်တာတော့ဆိုမျက်လုံးကိုမှီပြီးတော့ဖြစ်တာဒီပြင်နေရာပေါ်တာမဟုတ်မျက်လုံးကပေါ်တာနော်ဒါကြောင့်မို့သက္ခုဝတ္ထုကိုမှီတယ်လို့စာဆိုတာကဲသက္ခုဝိညာဉ်စိတ်လေးပေါ်လိုက်တာနဲ့မြင်သိစိတ်လေးပေါ်လိုက်တာနဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတာလေးလာတယ်အဲ့ဒီမြင်သိစိတ်ကလေးထဲမှာရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတာပါလာအဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့တလယရဏပစ္စယဖတ်တော်လို့ဒီလိုပြောတာနော်ဖတ်တာဆိုတာပေါ်လာဖတ်တာဆိုတာဘာကိုပြောတာတုံးဆိုအာယုန်နဲ့စိတ်နဲ့ဆုံပေးတာဆက်သွယ်ပေးတဲ့သဘောလို့ပြောတာကဲအာယုန်နဲ့စိတ်နဲ့ထိတွေ့ပေးလိုက်တဲ့အခါဘာဖြစ်လာတုံးဆိုထိတွေ့လိုက်လို့ရှိရင်ဆိုပါစို့အရာဝတ္ထုတစ်ခုကိုကိုယ်လက်နဲ့ထိလိုက်တယ်စိတ်နဲ့ထိတာကတော့အမတမသိမ်မွေးလို့တိထားတာနဲ့ပြောမယ်ရေခဲတုံးကိုလက်နဲ့ထိလိုက်လို့ရှိရင်မအေးဘူးလားမီးကိုလက်နဲ့ထိလိုက်ရင်မပူဘူးလားဟောအေးတယ်ပူတယ်ဆိုတော့အတွေ့အကြုံမရဘူးလားအဲ့ဒါလို့အာယုန်နဲ့စိတ်နဲ့ဆုံပေးတာလက်နဲ့ရေခဲတုံးထိတယ်လို့လက်နဲ့မီးခဲထိတယ်လို့ဒီအာယုန်နဲ့စိတ်ကိုဆုံပေးလိုက်တာကိုဖတ်တာလို့ပြောတာနော်အဲ့ဒါလို့ဆုံပေးလိုက်တဲ့အခါကျတော့
လက်နဲ့ရေခဲတုံးနဲ့ထိလိုက်တဲ့အခါအေးတဲ့မခံနိုင်တော့အေးလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တာပေါ့နှွေရသည်ဆိုလို့ရှိရင်အေးလိုက်တာဆိုဒုက္ခဝေဒနာဖြစ်တာပေါ့ကဲမီးကိုသွားထိတဲ့အခါကျမခံနိုင်တော့ပူတဲ့အခါကျတော့ဘာဖြစ်တော့ဒုက္ခဝေဒနာဖြစ်တာပေါ့ကိုယ်လက်ကအေးနေလို့ပူတာလေးကိုရှာလို့ထိလိုက်တဲ့အခါကျတော့ဒုက္ခဝေဒနာဖြစ်တာပေါ့ဒီလိုမဖြစ်ဘူးလားအဲ့တော့ဖသပစ္စယဝေဒနာလို့မလားဘူးလားပရိစ္ဆသမုပ္ပါဒါလူတွေရဲ့သဘာဝကိုပြောတာနော်စကလုံးတွေကအရက်သေးကစကလုံးမဟုတ်သည့်အတွက်ကြောင့်တို့နဲ့မဆိုင်သလိုလိုရိတ်တာဘက်ကစကားလို့လို့ဖြစ်နေတတ်တယ်နော်အဲ့တော့ဒီတရားဆိုတာလူရှိနေရင်တရားရှိနေမှာပဲပေါ့ကိုယ်တဏ္ဍာမှာရှိတဲ့တရားကိုသိအောင်ကြိုးစားဒါကြောင့်တရားနာရတယ်တရားပွဲတွေလုပ်တယ်ဆိုတာအိမ်မှာနေရတာပြင်းလို့တရားလာနာတာမဟုတ်ဘူးအသိဉာဏ်ရအောင်လာနာတာနေတတ်ထိုင်တတ်ဖို့အတွက်တရားနာကြရတယ်ဘောဓုတရအောင်ဖះဟောတဲ့တရားတွေကိုသိပြီးတော့စိတ်ထားထက်လာအောင်လာပြီးတော့တရားနာကြတရားနာပြီးတော့ဒီတိုင်းမေးပြောက်ပြီးတော့ပြန်ရမှာမဟုတ်ဘူးဒီတရားထဲမှာပါတဲ့ကိုလိုက်နာရမယ်ဟာတွေကိုလိုက်နာရမယ်ရှောင်ရမှာတွေကိုရှောင်ရမယ်ဆောင်ရမှာဆောင်ကိုလက်တွေ့ဘဝမှာအသုံးချလို့ရတာကြီးပဲအသုံးချလို့မရတာတခုမှမရှိဘူးတရားကဲကြည့်မျက်စိနဲ့အစင်းအာယုံဆုံလိုက်မှမြင်သိစိတ်ပေါ်တယ်မဆုံခင်ကဒီမြင်သိစိတ်ကလေးဂျိုရှိနေတာလားဆိုမရှိဘူးဆုံပြီးတဲ့နောက်လည်းပြတ်သွားတာပျောက်သွားတာနော်ဒီဟာကိုမရှင်းဘူးဆိုလို့ရှိရင်နားထောင်ကြည့်စောင်းနဲ့လက်နဲ့မတီးခင်ကစောင်းကြိုးထဲမှာစောင်းအိုးထဲမှာတခြင်းတန်တွေရှိသလားမရှိဘူးလားလက်နဲ့တီးခတ်လိုက်တဲ့အခါမှာလက်ရယ်တီးတဲ့လက်ရယ်စောင်းအိုးရယ်စောင်းကြိုးရယ်ဒီသုံးခုပေါင်းလိုက်တဲ့အခါဘာဖြစ်လာတခြင်းတန်လေးထွက်လာတီးတဲ့တခြင်းတန်ထွက်လာငကိုအားရှိနေတာထွက်တာလားမရှိတာထွက်တာအေးမြင်သိစိတ်ဆိုတာငကိုအားရှိနေတယ်မြင်သိစိတ်မဟုတ်ဘူးမျက်စိနဲ့အဆင်းအာရုံနဲ့ဆုံလိုက်လို့ထွက်လာတဲ့မြင်သိစိတ်စောင်းတံပေါ်လာတယ်လို့ပေါ်လာတာပေါ်လာပြီးဘယ်ရောက်သွားတော့ပျောက်သွားတာဒီမြင်သိစိတ်လေးကလည်းပေါ်လာပြီးရင်ဘယ်ဖြစ်သွားတော့ပျောက်သွားတာပဲအနိစ္စဆိုတာအဲ့ဒါကိုပြောတာနော်အနိစ္စရဲ့သဘောဟာငကိုကရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်မှာလည်းပျောက်သွားတယ်ဒါကိုအနိစ္စလို့ပြောတယ်ပျောက်သွားပြီးတဏှာသွားစုနေတာလည်းမဟုတ်ဘူးမဖြစ်လာခင်ကတဏှာမှာအစင်းနဲ့ပုံနေတာလည်းမဟုတ်ဘူးငါဥပမာတစ်ခုကိုစဉ်းစားကြည့် gas မီးချစ်လေးလူတိုင်းသိတယ် gas မီးချစ်ထဲမှာမီးရှိလားမရှိဘူးဒါဖြင့်မီးပဲကရမီးကဘာကြောင့်ဖြစ်တုံးဆိုအကြောင်းပေါင်းစုံလို့မီးဖြစ်တာဟုတ်ကဲ့လားအကြောင်းပေါင်းစုံက gas မီးချစ်ထဲမှာ gas ရှိတယ်နော် gas မီးချစ်ထဲမှာဘိန်းလုံးနဲ့အောက်ခံနှစ်ခုဖိပုတ်လို့ရှိရင်မီးပူနိုင်တဲ့အရာတစ်ခုရှိတယ်လက်နဲ့ဖိပုတ်တယ်ဆိုဟောဒီအကြောင်းသုံးခုစုံမှဘိန်းကလေးတတ်ထားရုံနဲ့လည်းမီးမထွက်ဘူး gas လေးထည့်ထားရုံနဲ့လည်းမီးမထွက်ဘူးလက်နဲ့ဖိမချစ်မချင်းမီးမထွက်ဘူးမို့လားအေးအဲ့ဒါလိုပဲဘုန်းကြီးတို့တွေမှာမျက်စိလည်းရှိနေတယ်ပြင်ပကမြင်စရာအာယုန်တွေလည်းရှိတယ်သို့တော့ဒီနှစ်ခုမစုံဘူးဆိုရင်မြင်သိစိတ်ပေါ်ပါမလားမြင်သိစိတ်မှာမပေါ်ဘူးဆိုလို့ရှိရင်ကြည့်ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းပေါ်မလာဘူးဖတ်တာပေါ်မလာဘူးဆိုလို့ရှိရင်ခံစားမှုဆိုတဲ့ချမ်းသာတာလားဆင်းရဲတာလားဆိုတဲ့ခံစားမှုတွေကလည်းမပေါ်လာဘူးဖတ်တာပစ္စယဝေဒနာဟုတ်ကဲ့ဖတ်တာပေါ်မှဝေဒနာဆိုတာပေါ်လာဟောအဲ့ဒါလို့ပေါ်လာတော့ဘာဖြစ်လဲလို့ဆိုရင်လူတွေကဒုက္ခဆိုတဲ့ချမ်းသာခံစားမှုလေးပေါ်တဲ့အခါကျတော့နောက်ထပ်ခံစားခြင်းနဲ့အတွေးတွေမဝင်လာဘူးလားအဲ့ဒါကိုပြောတာဝေဒနာပစ္စယတဏှာဒီလိုဆိုလို့တာနော်ဒါဖြင့်ဒုက္ခနဲ့ဆုံတဲ့အခါကျတော့ဘယ်လိုတွေးတုံးဆိုဒုက္ခနဲ့ဆုံပြန်တော့လေဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယလည်းတဏှာပဲဘာလို့တဏှာဖြစ်တုံးဆိုဒုက္ခကိုလိုချင်တာမဟုတ်ဘူးဒီဒုက္ခကိုဖယ်ရှားပြီးချမ်းသာဒုက္ခကိုမျှော်ပြန်တာပဲလူဆိုတာဆင်းရဲတဲ့လူကလည်းဘာကိုမျှော်တော့ချမ်းသာတာကိုမျှော်တယ်ချမ်းသာတဲ့လူကလည်းဘာကိုမျှော်တော့ချမ်းသာတာကိုပဲမျှော်တယ်ဒါကြောင့်မို့လို့ဝေဒနာပစ္စယတဏှာလို့ဒီလိုပြောတာဒါသဘာဝတရားတွေဖြစ်ပုံကဒီတိုင်းပဲဖြစ်တာနော်
ကောအဲ့ဒီနေရာမှာထိန်းချုပ်ခိုင်းတယ်စိတ်ကိုထိန်းဆိုတာဘယ်တိုင်းတာကိုဘယ်နေရာကိုထိန်းတာတုံးဆိုဝေဒနာပစ္စယတဏှာအဲ့ဒီနေရာကိုထိန်းခိုင်းတာဒါဟုတ်သဘောပေါက်ဖို့လိုတယ်နော်မြင်သိစိတ်ကိုသွားထိန်းเสียမလိုဘူးမြင်သိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်နဲ့သုံးခုစုံလို့ဖြစ်လာတဲ့ဖတ်တာကိုထိန်းเสียမလိုဘူးဝေဒနာဆိုတာကိုထိန်းเสียမလိုဘူးလိုတာကပါလေဝေဒနာပစ္စယတဏှာဆိုတာကိုထိန်းရတယ်ဟုတ်ကဲ့လားတဏှာလိုချင်တာရရင်တဏှာလိုချင်တာမရလို့ရှိရင်ဒေါသဒီတစ်ခုကလာတာဒီပြင်အကုသိုလ်တွေလည်းအဲ့ဒီနေရာမှာဝင်လာတာတဏှာခေါင်းဆောင်ပြီးဝင်လာလို့ရှိရင်မာနတွေတို့ဒိဋ္ဌိတွေတို့တခြားအိတ်သားတွေတို့မစ္စရိယာတွေတို့ဆိုတာတွေနောက်ကနေပြီးတော့စိတ်ကူးစိတ်တန်းထဲမှာဆွဲပြီးတော့အကုန်ပါလာတတ်တယ်အဲ့ဒါတွေကိုထိန်းခိုင်းတာတဲ့စိတ်ထိန်းနေဆိုတာဒါပြောတာနော်အဲ့တော့ဒီလိုသိဖို့ကမခက်ဘူးလားတာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်စာမသင်ရလို့ရှိရင်ဒီလိုသိဖို့ခက်တယ်ဒါကြောင့်မို့လို့စိတ်ဆိုတာပညာဉာဏ်နဲ့မြင်ဖို့အမှန်တမ်းခက်လို့သူ့ထုတ်တတ်တာအလွန်ကိုမြင်ဖို့ခက်ခဲတဲ့တရားဖြစ်တယ်သူနိပုဏအလွန်တိမ်မွေ့တယ်နည်းနည်းတယ်မြင်ဖို့ခက်တယ်သို့တော့ဒီစိတ်ကလေးဟာသူ့အကြောင်းသိဖို့မြင်ဖို့ခက်ပေမဲ့လို့ယထကာမနိပါတိနာကိုလိုချင်တဲ့အာယုန်တွေပေါ်မှာသူဖြစ်ချင်တယ်လို့အာယုန်ရှိတဲ့နေရာကိုတွားရောက်တတ်တဲ့သဘောရှိတယ်ပေါ့စိတ်ဆိုတာစိတ်ဘယ်လိုသွားတယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ရထဲမှာလဲပြီးတော့အိတ်နေတယ်အားလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုရင်ဟိုတွေးဒီတွေးမယ်ထောက်ခနဲ့အတန်လေးကြားရင်အဲ့ဒီကိုစိတ်ကရောက်မသွားဘူးလားရောက်သွားတယ်အနံ့ကလေးရရင်ရောစိတ်ကရောက်မသွားဘူးလားရောက်သွားတာအာယုန်ရှိတဲ့ဘက်ကိုသူကရောက်သွားတယ်ဒီသဘောကိုဆိုလိုတာနော်အဲ့ဒါကိုယထကာမနိပါတိနာသူသွားခြင်းနဲ့အာယုန်ဘက်ကိုစွတ်သွားတတ်တယ်စိတ်တံရခေထမေတာဝီအဲ့ဒါလို့ဖြစ်ချင်တိုင်းဖြစ်ပြီးတော့လောဘနဲ့ပေါင်းလိုက်ဒေါသနဲ့ပေါင်းလိုက်မောဟနဲ့ပေါင်းလိုက်နဲ့ဒီစိတ်ကလေးဟာအတွေးတွေဝင်ပြီးလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်ဆိုတာတွေကိုလောဘနဲ့မပေါင်းမှုဒေါသနဲ့မပေါင်းမှုမောဟနဲ့မပေါင်းမှုထိန်းတာဒီလိုဆိုလိုတာနော်အဲ့တော့လောဘမဖြစ်အောင်ထိန်းရမယ်ဒေါသမဖြစ်အောင်ထိန်းရမယ်မောဟမဖြစ်အောင်ထိန်းရအဲ့ဒါကိုပဲစိတ်ကိုထိန်းနေစိတ်ကိုစောင့်ရှောက်တယ်ဒါဖြင့်ဘာနဲ့ထိန်းမှာတော့ဆိုတော့တတိနဲ့ထိန်းတတိကိုလေ့ကျင့်ဒါကြောင့်မို့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်မှာဆိုလို့ရှိရင်အာယုန်၄မျိုးပေါ်မှာစိတ်ကိုအမြဲမပြတ်လေ့ကျင့်ပေးတဲ့အနေနဲ့တတိကိုလေ့ကျင့်ပေးတဲ့အနေနဲ့ကာယတဲ့ဝေဒနာတဲ့စိတ်တဲ့ဓမ္မလို့ဆိုပြီးတော့အာယုန်၄မျိုးပေးထားတယ်မဟုတ်လားကာယလို့ဆိုတဲ့ဟောဒီခန္ဓာကိုယ်နဲ့ဆက်သွယ်နေတဲ့ထွက်လေဝင်လေတို့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေတို့ဒီပေါ်မှာစိတ်ကလေးထားမယ်ဆိုရင်တတိထားမယ်ဆိုရင်ခုနလောဘဆိုတာဖြစ်မလာနိုင်အောင်ဒေါသဆိုတာဖြစ်မလာနိုင်အောင်ထိန်းနိုင်သွားတယ်ဝေဒနာဆိုတဲ့ခံစားမှုလေးရဲ့သဘာဝကိုသိနေအောင်ကြိုးစားမယ်တတိနဲ့ဝေဒနာနဲ့ကတ်ထားမယ်ကတ်ထားလို့ရှိရင်နောက်ကအသိပညာလိုက်လာမယ်လိုက်လာလို့ရှိရင်လောဘဆိုတာဖြစ်လာဖို့အခြေအနေမရှိဘူးဒေါသဖြစ်လာဖို့အခြေအနေမရှိဘူးဒါလည်းထိန်းတယ်လို့ပြောတာပဲเนาะစိတ်ကသူရဲ့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့ကြည့်တာဖြစ်လာတဲ့စိတ်ကလေးကိုပြန်ပြီးတော့ရှုတာဟာလည်းပဲစိတ်ကနုပဒနာအနေနဲ့ပြန်ပြီးတော့ရှုမယ်ဆိုလို့ရှိရင်လည်းလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မအောင်ထိန်းတဲ့သဘောပဲပေါ့ဒီအာယုန်တွေပေါ်မှာစိတ်ကိုဒီအာယုန်တွေနဲ့ထိတွေ့အောင်တတိတရားနဲ့စိတ်ကိုထိန်းသိမ်းဆောက်ရှောက်ပေးရတာအဲ့ဒါကိုဆုံးလို့တယ်နော်အဲ့ဒါကြောင့်မလို့အဲ့ဒီလိုစိတ်ကိုထိန်းနိုင်ရမယ်တဲ့မင်းချမ်းသာဒုက္ခဆိုတာမရဘူးဒါကြောင့်မို့ဒီဒေသနာတော်မှာစိတ်တံရခေထမေတာဝီပညာရှိပုဂ္ဂိုလ်ဟာစိတ်ကိုထိန်းရမယ်မထိန်းလို့ရှိရင်ဘာဖြစ်မထိန်းရင်ဒုက္ခရောက်မယ်ထိန်းရင်ဘာဖြစ်လဲဆိုရင်စိတ်တံဂௌတံဒုက္ခဝဟံဒုက္ခကိုဟောဒီထိမ့်သိမ့်ပေးတဲ့စိတ်ကလေးကယူဆောင်လာတယ်ကိုယ့်ကိုချမ်းသာဒုက္ခကိုပေးတယ်လို့ဒီလိုဆိုလို့တယ်ပေါ့စိတ်ကိုထိမ့်တဲ့နေ့အတွက်ကြောင့်ချမ်းသာဒုက္ခတွေရသွားကြတာချိပတာစာရီဆိုတဲ့အမျိုးသမီးဟာငကိုယ်တော်ကစိတ်ကိုမထိမ့်နိုင်ဘူးတောကတွေနဲ့ဖြီးစည်းပြီးတော့နောက်ဆုံးမှအယုဒေမဘဝရောက်သွားတယ်စိတ်မထိမ့်နိုင်လို့
နောက်ဆုံးမှာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါတတိထားလို့တတိန်ပฏิလဘတတိပြန်ရအောင်ကြိုးစားပါတတိထားပါလို့မြတ်စွာဘုရားကမိန့်ကြားလိုက်တဲ့အချိန်မှာတတိပြန်ရသွားရသွားတဲ့အခါကျတော့သူ့စိတ်ကိုသူထိန်းနိုင်လာတဲ့အခါကျတော့ကြည်နောက်ဆုံးမှာယဟန္တာထေရီမာကြီးဖြစ်သွားပြီးတော့သူ့ဖို့ကနောက်ထပ်ငိုစရာဆိုတာမလာတော့နော်ယူဖို့နေတာငိုဖို့လည်းမလာဘူးစိုးရိမ်ဖို့လည်းမလာတော့ဘယ်သူတည်းမှလည်းမစိုးရိမ်တတ်တော့ဘူးစိတ်ဟာတည်ငြိမ်ပြီးတော့တုန်လုံးမှုကင်းသွားတယ်ဘာဖြစ်လို့တော့ဆိုခုနကလောဘနဲ့လည်းမတွဲတော့ဘူးဒေါသနဲ့လည်းမတွဲတော့ဘူးမောဟနဲ့လည်းမတွဲတော့ကိလေသာတွေနဲ့တွဲတဲ့စိတ်ကမှပြော့ညံ့တာကိလေသာတွေနဲ့မတွဲရင်စိတ်ဟာတန့်ပြန့်ပြီးတော့ခိုင်မာတယ်လို့ဒီလိုပြောတာရွှေပရိန်ဆရာတွေမေးကြည့်ပေါ့ရွှေထဲမှာတခြားဓာတ်တတုတွေရောနေသေးလို့ရှင်ရွှေဟာမတန့်စင်ရသေးဘူးဆိုရင်ပရိလက်ကောင်လုံးမဲ့ဆိုရင်ကျိုးသွားတယ်လုံးလို့မရဘူးနားမဆွဲလို့မရဘူးเนาะစိတ်ဟာလည်းပဲဒီတိုင်းပဲစိတ်ထဲမှာကိလေသာတွေရှိနေလို့ရှင်တရားဓုတရားမြတ်နိဗ္ဗာန်ကိုအာရုံပြုဖို့ဆိုတာခက်တယ်ဝေးလာဝေးเนาะအဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးဆိုတဲ့လောဘတွေဒေါသတွေမောဟတွေဒါတွေကနေကင်းဝေးအောင်စိတ်ကိုကမ္မထံကျင့်စဉ်တစ်ခုနဲ့တန့်စင်ပြီးတော့ပေးရမယ်တဲ့အဲ့လိုတန့်စင်ပေးခြင်းဒီပဲနဲ့စိတ်ကိုထိန်းခြင်းလို့ဒီလိုဆိုလိုတာဘုရားမြတ်စွာရဲ့တရားတော်အဲ့ဒီလိုစိတ်ကိုထိန်းနိုင်မှချမ်းသာဒုက္ခဆိုတာရနိုင်တယ်တဲ့မထိန်းနိုင်လို့ရှိရင်ဆင်းရဲဒုက္ခတွေနဲ့ကြုံမှာပဲအဲ့တော့ဒီတရားတွေဟာဒိုးနဲ့မဆိုင်ဘူးလို့မအောင်မေ့လေနဲ့ဒါကစိတ်တာသွားပြီးတရားထုတ်မှဒါတွေကဖြစ်တာကိုယ်အိမ်မှာမဖြစ်ဘူးလို့ဒီလိုမအောင်မေ့လေနဲ့မြတ်စွာဘုရားလက်ထက်တုန်းကဘုရားကြောင်းသွားပြီးတော့တရားနာတယ်တရားနှလုံးသွင်းတယ်အိမ်မှာနေရင်စီးပွားရှာရင်နဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်သဂရဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အိမ်မှာနေရင်နော်အိမ်မှာနေရင်ဒါကြောင့်ဘုန်းကြီးသီလရှင်ဝတ်ဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝတ်မှာမဟုတ်ဘူးလေအဲ့တော့အိမ်မှာနေရင်လည်းတရားဓုတရားမြတ်ရနိုင်ပါတယ်ဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့ဘူးမိသားစုအနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိတ္ထေတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာကိုမဟာနာမဆိုတဲ့တာကဝေမင်းကသဂရဂံအဆင့်ရောက်တယ်နောက်တစ်ခါဒီဥက္ခဆိုတဲ့သူကျွယ်တို့နန္ဒမာတာဥပတိကမာကြီးတို့ဆိုတာအနာဂံအဆင့်နာဂံအဆင့်မှာမိသားစုနဲ့နေကြတာပဲသူတို့ဝိတာခတထေတို့ဆိုတာအနာဂံဘဝနဲ့ပဲနေတာပဲအိမ်မှာပဲနေတယ်သို့တော့အိမ်မှာနေတဲ့အခါမှာအနာဂံဖြစ်သွားလို့ရှိရင်ကတော့သူကအိမ်မှုကိစ္စတွေကိုစီမံခန့်ခွဲတာမလုပ်တော့ဘူးရသမျှလေးနဲ့ရောင်ရဲပြီးတော့အမြဲတမ်းဥပုသ်ဆောင်ပြီးတော့သူတော်စင်ဘဝနဲ့နေတာအိမ်မှာတော့နေတယ်မိသားစုဘဝနဲ့မနေတော့ဘူးအပြမစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်ပြီးတော့နေတယ်တဲ့နော်ဒီလိုဆိုလိုတာနော်ကိုယ်အိမ်မှာဒီလိုပဲသားတွေသမီးတွေနဲ့နေပြီးတော့တရားဓမ္မရှင်းသုံးပြီးတော့ဒီလိုနေကြတာဒီဘဝမှာပဲဒီလိုနေသွားကြတာနောက်ဆုံးမှာဒါအမတမဘုရားလက်ထက်ကထင်ရှားတဲ့တာရကတွေပဲပေါ့အဲ့တော့အခုလည်းပဲသောတာပန်ဖြစ်မယ်သဂရဂံဖြစ်မယ်ဆိုရင်အိမ်မှာမိသားစုနဲ့နေတယ်အနာဂံဖြစ်သွားပြီဆိုလို့ရှိရင်မိသားစုဘဝမျိုးမှာမနေဘဲနဲ့အိမ်မှာတော့ရှိတယ်ယဟန္တာဖြစ်ပြီဆိုရင်တော့အိမ်မှာမနေတော့ဘူးအဲ့ဒါတော့သိချာအိမ်ကိုမနေတော့ဘူးအိမ်မှာမနေတော့ပဲနဲ့အဝတ်ပြောင်းတော့တာအဲ့ကြတယ်သူတော်စင်ဘဝကိုကူးပြောင်းပြီးတော့နေထိုင်ကြတယ်ယဟန္တာဖြစ်မှာယဟန္တာမဖြစ်သေးသမျှတော့အိမ်မှာနေသေးတယ်လို့ဒီလိုဆိုလို့တယ်နော်ကောင်းပြီစိတ်ကိုထိန်းတာဟာချမ်းသာဒုက္ခတွေကိုမြောင်များစွာရစေနိုင်စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လေနဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကเนาะစိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်
တောကဖြစ်တယ်နော်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်သားသမီးရှိတဲ့ပုဂ္ဂိုလ်ကသားသမီးအတွက်တောကဖြစ်ရတယ်နော်ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်တောကဖြစ်တယ်တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်တောကဖြစ်တယ်အားလုံးဟာတောကလေးတွေနဲ့ပဲနေကြတာအဲ့ဒီတောကဆိုတာဒေါမနတပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့ဒါကြောင့်မလို့တောကကင်းအောင်နေခြင်းလို့ရှိရင်ဘာလုပ်ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောင်ရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူးတစ်ပင်ရှိရင်တရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော်စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုတော့ဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရာသီတို့နွေရာသီတို့ဗမာပြည်မှာဒီဟာမီးကခဏခဏလောင်တတ်တယ်မဟုတ်လားမီးမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တောကလေကိုယ့်အိမ်မှာမီးစိုးရင်ရဟောစိုးရင်နေတာတောကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ်ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့တော့ကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုတာဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှိရင်တောကဘယ်သူ့အတွက်မှဖြစ်တော့ဘူးလေဒါကငါသားဒါငါသမီးဒါငါပစ္စည်းဒါငါအမေဒါငါအမငါမောင်နှမစသဖြင့်ငါနဲ့သိမ့်ပိုက်ထားတာမှန်သမျှတောကဖြစ်เสียကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါသေးတယ်ငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့တွေ့တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုသိမ့်ပိုက်မှုတွေရှိနေသေးသမျှကာလပတ်လုံးသူတို့အတွက်မှာတောကဖြစ်မှာပဲနောက်ဆုံးမှာလူတွေကပြောကြတယ်သူကတော့အပြိုကြီးတကိုယ်တည်းနေတာလူပြိုကြီးတကိုယ်တည်းနေတာစိုးရင်စရာဘာမှမရှိဘူးဆိုမလေးသားတော်ပေါ်သေးတယ်သူကနော်ကျိုးရှိပဲနဲ့ကျိုးရှုပ်တယ်ဆိုတာအဲ့ဒါခေါ်တာသူကပို့ပြီးတော့တောကများသေးတယ်တောကမရှိရင်ရှိတဲ့တောကသူရှာပြီးတော့ကြံပြီးတော့ထားလိုက်သေးတယ်အိမ်ပေါ်မှာတောကတွေတထွေးကြီးတင်ထားတာနော်အဲ့တော့တောကဆိုဒီမှာတွေ့တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘယ်သူမှတွေ့ကြမရှိရင်ကိုယ့်ကိုယ်တွေ့တယ်လေကိုယ့်ကိုယ်တွေ့ရင်လည်းကိုယ့်အတွက်တောကပဲဖရာယန္တာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယန္တာဖြစ်သွားပြီဆိုတာဟာဘယ်သူကိုမှမတွေ့ဘူးသူ့ကိုယ်သူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့เสียဆိုတော့ဘာမှမရှိတော့ဘူးဆိုတောကပဲရလာမှာတော့လာစရာမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်တယ်လူတွေမှာဒီပြင်တွေ့တာမှုတွေဘလောက်ဖြတ်ဘုန်းကြီးတွေရောတောကမရှိဘူးလားရှိတယ်လေနော်ဘာလို့လဲဆိုငါเจ้าတို့ငါတကာတို့ငါတကမဆိုတာဒါရှိသေးတာဟုတ်နော်ကားပိုင်ရင်လည်းငါကားဆိုတာလေးရှိသေးတယ်အဲ့ဒါရှိနေရင်တော့တောကရှိအောင်ပါပဲသို့တော့ပိုင်ဆိုင်တိုင်းတောကဖြစ်သလားလို့ဆိုမဖြစ်ဘူးနော်ပိုင်ဆိုင်တာနဲ့